ရင်မွေကိစ္စနဲ့ပွဲဖြစ်နေတဲ့နော်ဂီနဲ့ Ismith တို့ကြားကပြဿနာအထန်ရှင်မာကက်တင်လာဆိုပြီးပရိသတ်ရဲ့ထင်ကြေးပေးခြင်းခံနေရနော်ဂီလားနော်ကြီးလားရင်မွေးရောင်းနေကောင်မင်းကငါ့ရဲ့ fan ပထမဆုံးဒီမဆီဂျပန်လောက်တက်မဲ့တင်တန်းတစ်ခုကဒေါ်လာ1000တောင်းမှုပါတဲ့အခါကျတော့မှအသုံးမကျတဲ့ကောင်တွေကိုအဆုံးထည့်နေတာမှအဲ့ဒါမှတကယ်ချင်းအစ်စ်ဒီကနေ့မှာတော့လိုင်းမော်မှာလူပြောများစိတ်ဝင်စားခြင်းခံနေရတာကနော်ဂီနဲ့ Ismith ကြားကရင်မွေကိစ္စပါကြည့်လိုက်ရင်တော့ဒါဟာတာမန်စကနိုင်လူပွဲတစ်ခုလို့ထင်ရပေမဲ့နည်းနည်းလောက်သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ဒီအရာကထင်တာထက်ပိုပြီးရည်ရွယ်ချက်ရှိနေရလဲဖြစ်နိုင်ပါတယ်ဒီပွဲရဲ့အစာကိုပြန်ကြည့်လိုက်မယ်ဆိုရင် Ismith ကသူ promote လုပ်ပေးခဲ့တဲ့ရင်မွေတစ်ခုကမြန်မာနိုင်ငံတွင်မှာပစ္စည်းပြတ်သွားတဲ့အထိရောင်းအားတက်သွားခဲ့ပါတယ်ဒီအချက်တစ်ခုတည်းနဲ့ပဲသူရဲ့ influence ဘယ်လောက်ရှိရဲဆိုတာသိတာနေပါတယ်။ Ismith ကစီးပွားရေးအကြံပေးမှုတွေ knowledge sharing တွေလုပ်ပေးနေသူတရားဖြစ်သလိုသင်တန်းဖွင့်လှစ်ထားသူတရားလည်းဖြစ်ပါတယ်။ influencer တယောက်ကကိုယ်တိုင် brand တစ်ခုလိုဖြစ်သွားတဲ့အချိန်မှာသူပြောတဲ့စကားသူလုပ်တဲ့ action တစ်ခုချင်းစီက market ကိုလှုပ်ရှားစေနိုင်ပါတယ်။ဒါကြောင့်မဲ Ismith ဘက်ကသူ့ကိုယ်သူ brand ဖြစ်နေပြီဆိုတဲ့အမြင်နဲ့ပြောဆိုလာတာတွေreview ပေးနေသူတွေကိုပါထိခိုက်စေတဲ့စကားတွေပြောလာတာတွေဟာလူတွေစိတ်ဝင်စားလာစေတဲ့အချက်တစ်ခုဖြစ်လာခဲ့ပါတယ်။တစ်ဖက်မှာတော့နော်ဂီကရေမွေးနဲ့ပတ်သက်ပြီးနာမည်တစ်ခုရှိပြီးသားသူ့ကိုယုံကြည်တဲ့ audience တစုလည်းရှိနေပြီးသားပါ။ဒါကြောင့် Ismith ရဲ့စကားလုံးတွေဟာနော်ဂီဘက်ကတုံ့ပြန်မှုထပ်လာစေဖို့လုံလောက်တဲ့အကြောင်းပြချက်တစ်ခုဖြစ်သွားပါတယ်။အဲ့ဒီအချိန်မှာပဲဒီနှစ်ယောက်ရဲ့ reply video တွေ live တွေဟာတပြေးပြေးနဲ့ပို့ပြီးပေါက်ကွဲလာခဲ့ပါတယ်။အထူးသဖြင့် Ismith ကကားအကြောင်းနဲ့ဖယ်လိုက်တဲ့အပိုင်းဟာပွဲကိုပို့ပြီးမီးလောင်စေတဲ့အချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ Ferrari စီးနေတဲ့သူနဲ့2000တန်ကားဆိုတဲ့နိုင်ရှင်မှုဟာကာယကံရှင်ဖြစ်တဲ့နော်ဂီကိုဓာတ်ရိုက်ထိခိုက်စေတဲ့စကားလုံးတစ်ခုဖြစ်ပြီးဖန်တွေကိုပါပိုပြီးစိတ်ဝင်စားလာစေပါတယ်။ဒါကြောင့်လေနော်ဂီကစကားလုံးနဲ့ကြီးကြီးကျယ်ကျယ်ပြောလာတဲ့ Ismith ကိုမတင်မဲ့တဲ့ပုံစံနဲ့ဒဲတုံပြန်ခဲ့တာပါ။အိမ်နောက်မှာတော့ဘသူမှလဲဆိုတဲ့ဝေဖန်မှုတွေကြီးစုသူဖန်တွေကပါကို့ idol နဲ့ပတ်သက်ပြီးအချင်းချင်းဝေဖန်ပြောဆိုမှုတွေရှိလာခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲကိုအချို့ပရိသတ်တွေက attention marketing ဖြစ်နိုင်တယ်ဆိုပြီးထင်ကြေးပေးနေကြတာဖြစ်ပါတယ်။လက်ရှိအချိန်မှာလည်းဖန်တွေကတကယ်တမ်းယုံကြည်ပြီးတစ်ဖက်ကိုတစ်ဖက်စကိုင်းနိုင်လူနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးမှာနှစ်ယောက်သားကပြန်လဲညှိနှိုင်းပြီးနားလည်မှုလွဲတာပါဆိုပြီးပြန်တည့်သွားရင်တော့ပရိသတ်တွေကဈာတိကခင်မမှုအေးဖြစ်ကြံခဲ့ပါဆိုပြီးသုံးသပ်နေကြတာဖြစ်ပါတယ်။ပြောချင်တာကဒီပွဲဟာတကယ်ပဲမတည့်လို့ဖြစ်တာလားဒါမှမဟုတ်ကြိုတင်စီမံထားတဲ့ marketing strategy တစ်ခုလားဆိုတာကိုတော့အတိအကျမသိနိုင်ပါဘူးရှင်။ပရိသတ်ကြီးကရောနော်ဂီနဲ့ Ismith ကြားကရင်မွေးကိစ္စနဲ့ပတ်သက်ပြီးမိမိတို့အမြင်လေးတွေကိုလည်းပြောပေးခဲ့ကြပါဦးနော်။